လက်သခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်တူတူကွာဆင်ခြင်ခွန်အားဖို့ရန်အတွက်ဟေဘရဲဩဝါဒစာခန်းကြီး3အပိုင်ငယ်30ထိုလူမျိုးကိုငါယွန်သည်ဖြစ်၍သူတို့သည်အစဉ်စိတ်တော်မှားယွင်းတတ်ကြ၏ငါဤအလေးလာတို့ကိုနားမလဲကြဟုငါဆိုရ၏ကျွန်တော်ဒီနှုတ်ကပတ်တော်ကတော့ဣသရေလလူမျိုးတွေကိုပြောခြင်းဖြစ်ပါတယ်ဣသရေလလူမျိုးတွေကိုတဲ့ဘုရားသခင်ကငါယွန်တယ်တဲ့ဘာကြောင့်လဲဆိုရင်တဲ့သူတို့ကအစင်စိတ်တော်မှားယွင်းနေငါရဲ့အလေလာတနည်းအားဖြင့်ဖခင်ရဲ့အထာဖခင်ရဲ့သဘောတဘာဝကိုသူတို့ကနားမလည်ကြဘူးလို့တမန်ကျမ်းစာမှာဖော်ပြတယ်ခိုင်မာတဲ့စိတ်နှလုံးရှိတယ်ဖခင်သခင်ကဘိုးဘေးတွေနဲ့ကြိမ်ဆိုထားတဲ့ခါနန်ပြည်ကိုပေးမယ်ဆိုတဲ့ဂတိတော်ကိုသူတို့မယုံကြည်ခဲ့ဘူးဖခင်ပေါ်မှာစိတ်မချနိုင်ခဲ့ဘူးဖခင်ပေါ်မှာအထင်မြင်လွဲမှားကြတယ်ဖျားဝီခင်ပေါ်မှာအထင်မြင်လွဲမှားတဲ့ခါမှာသူတို့နှစ်ပေါင်း40တောထဲမှာလှည့်လည်ခဲ့ရပြီးတော့တည်ဆုံးခဲ့တယ်ဆိုတော့တွေ့ရပါတယ်။သင်လည်းဖျားပေါ်မှာသင်ရဲ့ယုံကြည်ချက်ခံယူချက်လွဲမှားခဲ့ရင်သင်ရဲ့အသက်ရှင်မှုကလည်းလွဲမှားသွားနိုင်စရာအကြောင်းရှိပါတယ်။သင်ဖျားသခင်ကိုဘယ်လိုမြင်လဲ။ဖျားရဲ့အလေးလာကိုဖျားရဲ့သဘောတဘာဝကိုဘယ်လိုနားလဲလဲ။အဲ့ဒီနားလဲခံယူမှုပေါ်မှာကျွန်တော်ရဲ့ဆုံးဖြတ်ချက်တွေယက်တီချက်တွေကကွဲပြားသွားမှာဖြစ်ပါတယ်မဿဲခန်း25အပိုက်ငယ်24ကနေ25ကိုကျွန်တော်ကြည့်တဲ့အခါမှာဘာအကြောင်းကိုတွေ့ရလဲဆိုရင်တော့အခွက်30သမားရဲ့အကြောင်းကိုတွေ့ရပါတယ်။ဒါကတော့သခင်ရှုကဥပမာပေးတယ်။ငယ်သား3ယောက်ကိုသခင်ကနေပြီးတော့တယောက်ကိုတော့အခွက်50တယောက်ကိုတော့အခွက်20တယောက်ကိုတော့အခွက်30ပေးပါတယ်။သခင်ကအခြားသောပြည်ကိုခီးသွားပြီးတော့ပြန်လာတဲ့အခါမှာအခွက်50သမားကနောက်ထပ်အခွက်50အမြတ်ရတယ်။အခွက်20သမားကလည်းနောက်ထပ်အခွက်20အမြတ်ရတယ်။တို့ရတွင်အခွက်30ရတဲ့ငယ်သားကတော့သူ့ရဲ့သခင်ပေါ်မှာထားတဲ့သူ့ရဲ့သဘောထားမှားယွင်းတဲ့အတွက်ကြောင့်သူ့သခင်ကိုသူမြင်တဲ့အမြင်ကမှားယွင်းတဲ့အတွက်ကြောင့်သူ့ရဲ့လှုပ်ဆောင်မှုကလည်းမှားယွင်းခဲ့တယ်။အခွက်30ကိုသူကမြေကြီးထဲမှာသွားပြီးတော့ဝှက်ထားတယ်။ဘာမှကုန်သွယ်မှုမလုပ်ဘဲနဲ့သူ့သခင်ကိုအဲ့ဒီငွေကိုပြန်ပေးခဲ့တယ်။သူ့ရဲ့အမြင်ကကိုတော်ကခဲရင်းနေသူဖြစ်တယ်။အမားမခံဘူး။တခုခုလွှဲရင်ဒဏ်ပေးမှာဒါကြောင့်မို့ကျွန်တော်ဘာမှမလုပ်ဘဲနဲ့ကျွန်တော်ဘာတစ်ခုမှမလုပ်ဆောင်ဘဲနဲ့ကိုတော့ကိုကြောက်တဲ့အတွက်ကြောင့်နဲ့ကိုတော့ပေးတဲ့ငွေကိုမပြောက်မပြတ်ရအောင်မြေကြီးထဲမှာသွားဟောထားလိုက်တယ်ဒီမှာကိုတော့ပေးတဲ့ငွေအခွက်30ပါဆိုပြီးတော့သူပြန်အပ်ခဲ့ပါတယ်သခင်ပေးတဲ့အခွက်30ကတော့မပြောက်ပါဘူးဒါပေမဲ့သခင်ကသူ့ဘာပြောလဲမင်းကစိုးညစ်ပြင်းကြီးတယ်ငယ်သားပဲလို့အပြစ်တင်ပြောဆိုခဲ့ပါတယ်ဖခင်သခင်ကကျွန်တော်အသက်တာထဲမှာတိုးပွားတာကိုကြိုက်တဲ့ဖခင်ဖြစ်တယ်ကျွန်တော်အသက်တာထဲမှာဖခင်သခင်တို့အစေခံရမယ်ဖခင်ပေးထားတဲ့ငွေကြေးစီစဉ်ဥစ္စာအစွမ်းတတ္တိတွေကိုဖခင်နိုင်ငံတော်အတွက်အသုံးပြုဖို့ဖခင်သခင်ကအလိုရှိပါတယ်ဒီမှာအခွက်30ရတဲ့ငယ်သားကဘာကြောင့်သူ့ရဲ့အသက်ရှင်မှုကမှားယွင်းသွားတာလဲသူ့ရဲ့သခင်ပေါ်မှာထားတဲ့သဘောထားမှားယွင်းတဲ့အတွက်ကြောင့်သူ့ရဲ့အသက်ရှင်မှုကလည်းမှားယွင်းသွားခြင်းဖြစ်ပါတယ်သူ့ရဲ့လှုပ်ဆောင်မှုကလည်းမှားယွင်းသွားခြင်းဖြစ်ပါတယ်ရှင်မဿဲခရစ်ဝင်ခန်း25အပိုင်ငယ်24ကနေ25မှာဘယ်လိုရေးလဲဆိုရင်အခွက်30ကိုခံတော်သူသည်လည်းချင်းကပ်၍သခင်ကိုတော်သည်ခဲရင်တော်သူဖြစ်သည်နှင့်ကိုမဆိုင်မပြိုးသောအရက်၌ရိပ်၍ကိုမဖြတ်မကျဲသောအရက်၌စုသိမ့်တတ်သည်ကိုအကျွန်ုပ်သိ၍ကြောက်သောကြောင့်အခြားသို့သွား၍ကိုတော်၏ငွေအခွက်30ကိုမြေ၌ဝှက်ထားပါပြီယခုကိုတော်၏ဥစ္စာရှိပါသည်ဟုရှောက်၏ဒီအခွက်30ရတဲ့သူဟာသူ့သခင်ရဲ့သဘောထားကိုနားမလည်ဘူးသူ့သခင်ပေါ်မှာအထင်မြင်မှားနေတယ်ဒါကြောင့်မို့သူကသူ့သခင်ကိုဘလို့ထင်လဲဆိုရင်ကိုတော်ကခဲရင်းတဲ့သူဖြစ်တယ်ကိုမလုပ်ဘဲနဲ့အကျိုးရကျင်တဲ့သူဖြစ်တယ်ကိုတော်ကကြောက်ဖို့တိတ်ကောင်းတဲ့သူဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်မလုပ်ရဲဘဲနဲ့မြေကြီးထဲမှာတွားဝတ်ထားတယ်ဒီမှာကိုတော်ရဲ့ငွေရှိပါတယ်လို့သူကပြန်ပြောပါတယ်သူ့ရဲ့သခင်ပေါ်မှာယုံကြည်မှုအထင်မြင်မှားတဲ့ခါမှာသူ့ရဲ့အသက်ရှင်မှုသူ့ရဲ့လှုပ်ဆောင်မှုကလည်းမှားယွင်းသွားခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ဒီနေ့သင်လည်းဖခင်သခင်ပေါ်မှာသင်မှားယွင်းစွာယုံကြည်မိမယ်ဖခင်သခင်ကတိတ်ကြောက်ဖို့ကောင်းတဲ့ဖခင်ဖခင်ကမမှန်ဘူးဆိုရင်တန်ခတ်တဲ့ဖခင်ဖခင်ကရိုက်တဲ့ဖခင်ဖခင်ကအပြစ်ပေးတဲ့ဖခင်လို့သင်မြင်မိမယ်ဆိုရင်သင်ရဲ့အသက်ရှင်မှုကလည်းမှားယွင်းသွားနိုင်စရာအကြောင်းရှိပါတယ်ဆယ်ဘုတ်ဖို့မမှန်မထည့်ရင်ဖခင်သခင်ကရိုက်တဲ့ဖခင်ဖြစ်တယ်စုမမှန်မတောင်းရင်ကျန်းစာမမှန်ဖတ်ရင်ငကိုကဆိုဖခင်เจ้าမမှန်မသွားရင်ဖခင်သခင်တန်ခတ်လိမ့်မယ်ဖခင်ငါတို့ကိုရိုက်လိမ့်မယ်တခုခုထိခိုက်မှာဆိုလို့ဖခင်ကိုကြောက်လို့မဖြစ်မနေတဲ့ပုံစံမျိုးနဲ့လုံနေရတဲ့အပိုင်းဖြစ်နေပါတယ်ဖះကိုကြောက်လို့တန်ခတ်မှာဆိုလို့မဖြစ်မနေကျွန်တော်လုံနေရတဲ့အတ္တမျိုးဖြစ်နေပါတယ်ဖះကိုကြောက်ပုံကြောက်နည်းကမှားနေတယ်ဖះကဖြက်စီးတဲ့ဖះကတန်ခတ်တဲ့ဖះ
အမားမခံတဲ့ဖျားဆိုတဲ့ပုံစံမျိုးနဲ့ကြောက်ပြီးတော့အသက်ရှင်နေတတ်ကြပါလေတကယ်တော့ဖျားကိုကြောက်တယ်ဆိုတာကဖျားမကြိုက်တာမလုပ်ဘူးဖျားစကားကိုနားထောင်ခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကျမ်းစာဖတ်ခြင်းဆုတောင်းခြင်းပေးလူခြင်းနေ့စဉ်အသက်ရှင်ခြင်းတွေကဖျားသခင်ကိုချစ်တဲ့စိတ်နဲ့ဖျားကိုကျေးဇူးတင်တဲ့စိတ်နဲ့ဖျားကိုပုံမတိကျွမ်းခြင်းတဲ့စိတ်နဲ့လှုပ်ဆောင်ရမှာဖြစ်ပါတယ်သင်ဟာဖျားရဲ့အလေးလာသဘောကိုမသိဘူးဖျားရဲ့အလေးလာသဘောကိုမှားယွင်းစွာနားလည်မယ်ဆိုရင်အခွက်30ရတဲ့ငယ်သားလိုပဲမှားယွင်းစွာလှုပ်ဆောင်မိမှာဖြစ်ပါတယ်ဖျားရဲ့သဘောတဘာဝကအဓိကအားဖြင့်2မျိုးပဲရှိပါတယ်ဖျားသခင်ဟာချစ်ချင်းမေတ္တာရှင်ဖြစ်ပါတယ်တစ်ဖက်မှာလည်းဖြောင့်မတ်စွာစီရင်တဲ့သစ္စာရှင်ဖြစ်ပါတယ်ချစ်ချင်းမေတ္တာရှင်ဖျားကသစ္စာရှင်လည်းဖြစ်တဲ့အတွက်ကြောင့်အပြစ်ရှိတဲ့လူသားကိုအပြစ်နဲ့အလျောက်စီရင်ရမှာဖြစ်ပါတယ်ဒါပေမဲ့လူသားကိုချစ်တဲ့ဖျားကအဲ့ဒီစီရင်ခြင်းအားလုံးကိုသူကိုယ်တိုင်လက်ဝါးကတိုင်မှာကိုယ်စားခံယူလိုက်တယ်ဒါကြောင့်ကျွန်တော်တို့ကသခင်ရှုကိုယုံကြည်တဲ့အခါမှာအပြစ်လွတ်ခြင်းအခွင့်ရတယ်ဖျားသားသမီးအဖြစ်သို့ရောက်ရှိခဲ့ပါတယ်ဖျားသားသမီးဖြစ်တဲ့အတွက်ကြောင့်ဖျားရဲ့ဆုံးမပဲ့ပြင်ခြင်းကတော့ရှိနေပါတယ်ဟေဘရဲခန်း7နဲ့အပိုင်ငယ်6မှာချစ်တော်မူသောသူကိုဆုံးမတယ်လို့ဖော်ပြပါတယ်လက်ခံတော်မူသောသူနှစ်သက်တော်မူသောသားကိုဘုရားသခင်ကတန်ခတ်တယ်လို့ဖော်ပြပါတယ်အဲ့ဒီလိုဆုံးမတယ်တန်ခတ်တယ်ဆိုတဲ့နေရာမှာပျက်စီးသွားစေခြင်းနဲ့ဆန္ဒနဲ့ဖြက်စီးပစ်တဲ့ပုံစံမျိုးနဲ့ဘုရားကတန်ခတ်ဆုံးမခြင်းမျိုးမဟုတ်ပါဘူးသားကဲ့သို့ချစ်တဲ့အတွက်ကြောင့်လမ်းမှန်ရောက်အောင်လမ်းတဲ့ပေးခြင်းမျိုးပဲဖြစ်ပါတယ်ကျွန်တော်ရှင်လုကာခရစ်ဝင်ခန်းကြီး15အပိုင်ငယ်29ကနေ32ကိုကြည့်တဲ့အခါမှာပျောက်သောသားဥပမာမှာသားကြီးကဖခင်ပေါ်မှာအထင်မြင်လွဲမှားခဲ့တယ်သူ့ဖခင်ပေါ်မှာထားတဲ့သဘောထားကမှားယွင်းတဲ့အတွက်ကြောင့်သူ့ဖခင်ရဲ့အလေလာကိုသူကောင်းစွာနားမလည်တဲ့အတွက်ကြောင့်သူ့ရဲ့ညီလေးအိမ်ပြန်ရောက်လာတဲ့အခါမှာသူ့အဖေကသူ့ညီလေးတို့ပွဲလုပ်ပေးတဲ့အခါမှာသူကအဖေကိုစိတ်ဆိုးတယ်အဖေအိမ်မှာကျွန်တော်တစ်သက်လုံးနေလာတာအဖေကကျွန်တော်ကိုစိတ်ကလေးတစ်ကောင်တောင်တတ်မကြွေးဘူးဒီဘာမဟုတ်တဲ့အဖေရဲ့ဥစ္စာပစ္စည်းတွေဖြုံးတီးပြီးတော့ပြန်ရောက်လာတဲ့သားငယ်ကြတော့အဖေကပွဲလုပ်ပေးတယ်နွားကိုတတ်ပေးတယ်အဖေပေါ်မှာထားတဲ့သဘောထားအမြင်မှားယွင်းတဲ့အတွက်ကြောင့်သားကြီးရဲ့အသက်ရှင်တဲ့ပုံစံကလည်းလွဲမှားနေပါတယ်အဖေပိုင်တာကိုသူပိုင်တယ်လို့မခံယူဘဲနဲ့သူ့ရဲ့အသက်ရှင်မှုကလွဲမှားနေခဲ့ပါတယ်သင်လည်းဖခင်ရဲ့စိတ်တော်အလေးလာကိုနားမလည်သေးလွဲမှားစွာယုံကြည်နေသေးသင်ရဲ့အသက်ရှင်မှုကလည်းမှားယွင်းနေမှာဖြစ်ပါတယ်သားကြီးကအဖေရဲ့မြတ်တာကိုနားမလည်တဲ့အခါမှာအဖေရဲ့အလေးလာကိုသူသဘောမပေါက်တဲ့အခါမှာအဖေအိမ်မှာတော့နေပြီးတော့သားကဲ့သို့မနေဘဲနဲ့ကျွန်စိတ်သဘောနဲ့နေမိပါတယ်ဖခင်ကကျွန်တော်တို့ကိုသားကဲ့သို့ဆက်ဆံပါတယ်တစ်ခုပေးမှတစ်ခုပြန်ပေးတဲ့ဖခင်မျိုးမဟုတ်ပါဘူးဖခင်ကကျွန်တော်တို့အကောင်းဆုံးတွေကိုပဲပြင်ဆင်ထားတဲ့ဖခင်ဖြစ်ပါတယ်သင်ရဲ့ဘဝအသက်တာထဲမှာအခက်ခဲမျိုးစုံနဲ့ကြုံတွေ့ပြီးတော့ဘဝကြီးကိုပျက်စီးသွားဖို့ဖခင်သခင်ဟာရည်ရွယ်ချက်မရှိပါဘူးအခက်ခဲတွေကိုအောင်မြင်ပြီးတော့ကောင်းကြီးမင်္ဂလာကိုခံစားစေခြင်းနဲ့ဖခင်ဖြစ်ပါတယ်ဒါကြောင့်မို့ချစ်တော်ချင်းဝင်ရောက်စီတိုင်းသင်ဟာဖခင်သခင်ကိုမှန်ကန်စွာယုံကြည်ပြီးတော့ဖခင်ရဲ့အလေလာကိုမှန်ကန်စွာနားလည်မယ်ဆိုရင်သင်ဟာဖခင်သခင်ကောင်းကြီးနဲ့အသက်ရှင်ရမှာပါဖခင်သားကဲ့သို့သင်ဟာအသက်ရှင်တတ်မှာဖြစ်တယ်ဖခင်သခင်ရဲ့ချီးမြှောက်ခြင်းကိုလည်းသင်ဟာခံစားရမှာဖြစ်ပါတယ်ဒါကြောင့်မို့နေ့စဉ်အသက်တာထဲမှာဖခင်အလေလာကိုမှန်ကန်စွာယုံကြည်ဝန်ခံပြီးတော့အသက်ရှင်နိုင်သောသူများဖြစ်စေဖို့အတွက်ဝင်ရပါတယ်အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ